TikTok account က video တွေတင်ပြီးတော့ပတ်စံချလို့ရလားဆိုတာကိုဘယ်လိုစစ်ရမလဲဆိုတာကိုဒီ video လေးမှာအစအဆုံးပြပြပေးသွားပါမယ်။ video လေးကိုလည်းအဆုံးထိကြည့်ပြီးတော့ channel လေးကို like and subscribe လုပ်ပြီးတော့ share လေးလုပ်ပေးသွားပါဦးနော်။ပထမဆုံးအနေနဲ့ creator reward ရတဲ့နိုင်ငံတွေက TikTok account တစ်ခုဖြည့်ရပါမယ်။ဘယ်နိုင်ငံတွေလဲဆိုရင်တော့ဒီနိုင်ငံ၈နိုင်ငံတွေက account တစ်ခုတော့ဖြည့်ရမယ်ပေါ့နော်။ဒုတိယအနေနဲ့ကတော့ monetization အောင်လုပ်ဖို့လုပ်ရပါမယ်။ monetization အောင်ဖို့သတ်မှတ်ချက်ကတော့ follower 10k နဲ့ view 100k လုပ်ရပါတယ်။တတိယအနေနဲ့ကတော့ monetization အောင်ပြီးရင် ID verify လုပ်ရပါမယ်။ ID verify လုပ်ပြီးသွားပြီး monetization လေးချုပ်ပြီးသွားပြီးဆိုရင်တော့အဲ့နောက်ပိုင်းမှာတင်တဲ့10 မိနစ်အထက် video လေးတွေကနေပတ်စံစားရမှာဖြစ်ပါတယ်။10 မိနစ်အောက် video လေးတွေကပတ်စံရလာဆိုရင်တော့တင်လို့တော့ရတယ်ပတ်စံတော့မရပါဘူးเนาะဒါပြီးပါပြီဆိုရင်တော့ကိုယ့်ရဲ့ account ကိုဘယ်လိုတွားကြည့်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာဆက်ပြပြပေးမယ်เนาะပထမဆုံးအနေနဲ့ကတော့ကိုယ့်ရဲ့ TikTok account တွေကိုအရင်ဆုံးဝင်ပါမြင်းသုံးချောင်းကိုနှိပ်မယ်ပြီးပါပြီဆိုရင်တော့ setting and privacy ကိုထပ်နှိပ်နောက်တစ်ခုက account ဆိုတာကိုထပ်နှိပ်ပါ account information ဆိုတာလေးတွေကိုထပ်နှိပ်ပြီးပါပြီဆိုရင်တော့ဒီနေရာမှာကိုယ့် account ကဂျပန်ဖြည့်ရပါမယ်ဒုတိယအနေနဲ့ monetization အောင်ပြီးပြီလားကိုဘယ်လိုစစ်ရမလဲဆိုတာကိုပြပြပါမယ်ပထမဆုံး TikTok studio တွေကိုတွားမယ် monetization ဆိုတဲ့ခေါင်းစဉ်အောက်မှာ creator reward program ဆိုတာလေးကိုနှိပ်ပြီးတော့ဒီလိုပေါ်နေဆိုရင်တော့အောင်ပြီးပါပြီ ID profile တင်ပြီးပြီလားထပ်စစ်ပါမယ်ဒီသုံးချောင်းကိုနှိပ် balance ဆိုတာလေးကိုရွှေ့လိုက်ပါရွှေ့ပြီးပြီဆိုရင်တော့ဒီလိုပေါ် ID verification ဆိုတာကိုထပ်နှိပ်လိုက်လို့ verify အစိမ်းလေးပေါ်နေဆိုရင်တော့ ID တင်တာပြီးပါပြီနောက် video လေးမှာဖြစ်တွေ့ပါမယ်